2020နှစ်ပါကစ္စတန်ရေကြီးမှုလူဦးရေ1900ကျော်တေဆုံးခဲ့ပြီးတော့မှ10တန်းကျော်ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်2023လီဘီယာရေကြီးမှုလူဦးရေ4000ကျော်တေဆုံးခဲ့ပြီးတော့မှတောင်ကနိုင်းကျော်အထိကိုပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်တရုတ်အိန္ဒိယဖိလစ်ပိုင်မြန်မာအပါအဝင်အာရှတိုက်နေရာတော်တော်များများနဲ့အာဖရိကတိုက်နေရာတော်တော်များများလေးတဘောဘေးအန္တရာယ်တွေကြုံတွေ့ခဲ့ရပါတယ် UN ရဲ့ထုတ်ပြန်ချက်အရဒီစီဇုနဲ့အတွင်းမှာတဘောဘေးအန္တရာယ်တွေကြောင့်လူဦးရေ350ကျော်ပြောင်းရွှေ့နေထိုင်နေရပြီလို့ထုတ်ပြန်ထားပါတယ်ခုလိုရာသီဥတုဖောက်ပြန်နေတာဟာကမ္ဘာအပူရှင်မြင့်တက်နေလို့ဖြစ်ပါတယ်ရှင်နဲ့ကမ္ဘာအပူရှင်ဟာစစ်မှုခက်မတိုင်မီကာလထက်ကို1.5 ဒီဂရီစင်တီဂရက်အထိမြင့်တက်လာတယ်လို့သိပ္ပံပညာရှင်တွေပြောဆိုထားပါတယ်ကျွန်တော်ပဲလင်းစုံမျိုးပါကျွန်တော်ဒီဗီဒီယိုထဲမှာကမ္ဘာအပူရှင်မြင့်တက်လာပုံအစမ်းစမ်းနဲ့ကျွန်တော်တို့လူသားတွေပိတ်ဆက်နေရတဲ့အကျိုးဆက်အနေငယ်ကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ် Global warming ဖြစ်စေတဲ့အဓိကအကြောင်းရင်းကတော့ကာဗွန်ဒိုင်အောက်ဆိုက်နဲ့မီသင်းဓာတ်ငွေထုတ်လွှင့်မှုမြင့်ပြနေလို့ဖြစ်ပါတယ်ကမ္ဘာကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုရဲ့85%ကျော်ကတဘဝလောင်စာများဖြစ်တဲ့မိသွေးရင်နံနဲ့တဘဝဓာတ်ငွေလောင်ကျွမ်းမှုတို့ကြောင့်ဖြစ်ပါတယ်တစ်တော်ဖြုံတီးမှုတောမီလောင်ကျွမ်းမှုတို့ကလည်းကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုရဲ့အဓိကအခန်းကဏ္ဍတစ်ခုကနေပါဝင်နေပါတယ်တစ်ပိန်တွေကကာဗွန်ဒိုင်အောက်ဆိုက်ကိုစုယူပါတယ်သူတို့ခုတ်လိုက်တဲ့အချိန်မှာတိုးလောင်ထားတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုလေထုထဲကိုပြန်လေလွတ်တင်ပေးပါတယ်ကမ္ဘာဝင်ယူစံဒေတာ glaciers တွေရဲ့အောက်မှာရေခဲတင်တဲ့အတူအေးခဲနေတဲ့နှင်းနူးအလွာတစ်ခုရှိပါတယ်အဲ့ဒါကို permafrost လို့ခေါ်ပါတယ် global warming ကြောင့်ဒီ glaciers တွေအရေးပျော်လာတဲ့အချိန်မှာအဲ့ဒီ permafrost တွေလေးပြိုကွေ့တက်ပါတယ်အဲ့ဒီ permafrost တွေပြိုကျတဲ့အချိန်မှာနှစ်ပေါင်း4-5,000ကျော်အထိတိုးလောင်ထားတဲ့မီသင်းဓာတ်ငွေတွေကိုလေထုထဲကိုပြန်လေလွတ်တင်ပေးပါတယ်မီသင်းဓာတ်ငွေတွေကကာဗွန်ဒိုင်အောက်ဆိုက်ထက်အစားပေါင်း80အထိပိုးပြီးတော့ပူပြင်းပါတယ်ကာဗွန်ဒိုင်အောက်ဆိုက်နဲ့မီသင်းဓာတ်ငွေတွေကကမ္ဘာလေထုကိုညှဉ်းညမ်းစေပြီးတော့မှကမ္ဘာအပူရှင်မြင့်တက်စေတာဖြစ်ပါတယ် Global warming ကြောင့်ကမ္ဘာတောင်ဝင်ယူစံဒေသ Antarctica မြောက်ဝင်ယူစံဒေသ Arctic USA ရဲ့ Alaska ဒေသနဲ့ရုရှားနိုင်ငံရှိ glaciers တွေဟာကမ္ဘာသမိုင်းမှာအဆိုးရွားဆုံးအရေးပြိုမဲ့တစ်ခုနဲ့အရေးပြိုနေတာတွေ့ရပါတယ်ကမ္ဘာတောင်သုံးရဲ့80%က glaciers တွေဖြစ်ပါတယ် glaciers တွေကိုကမ္ဘာတာမိုမီတာလို့တောင်ပို့ကိုကြပါတယ်ခုနှစ်1900ကနေယနေ့အချိန်ထိနှစ်တရာအတွက်မှာ glaciers 90%ကျော်အရေးပြိုခဲ့ပြီဖြစ်ပါတယ် glaciers တွေအရေးပြိုလာတာနဲ့အမျှပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပြီးတော့ကမ္ဘာတဝန်းမှာရေကြီးမှုမုခေါင်ရေရှားပါမှုပြဿနာတွေကြုံတွေ့နေရပါတယ်ပင်လယ်ရေမျက်နှာပြင်လေးပူပြင်းလာပြီးဆိုင်ကလုန်းတိုင်ဖုန်းစားတဲ့မှုန်တိုင်းတွေနှစ်စိမ်နှစ်တိုင်းချင်ဆိုင်နေရပါတယ်အပူရှင်မြင့်တက်လာတာကိုမထိန်ချုံနိုင်ပဲဒီတိုင်းပဲစစ်သွားနိုင်မယ်ဆိုလို့ရှိရင်လာမယ့်2090မှာကမ္ဘာ glaciers ရဲ့90%ကလုံးဝပျောက်ကွယ်သွားမှာဖြစ်ပါတယ်အဲ့လိုသာဆိုလို့ရှိရင်ကမ္ဘာပင်လယ်ရေမျက်နှာပြင်ကလည်း15မီတာနဲ့25မီတာအထိမြင့်တက်လာနိုင်ပါတယ်ကမ္ဘာမြေမျက်နှာပြင်ရဲ့9ပုံ1ပုံလောက်ကပင်လယ်အောက်ထဲကိုရောက်သွားနိုင်ပါတယ်လူဦးရေ 1.5 နဲ့2ဘီလီယံအထိရွှေ့ပြောင်းနေထိုင်ရမယ်စားစရာကောက်ပွဲတိနံနဲ့တောက်တုံးရေပြဿနာများလည်းကြုံတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်1990 UN General Assembly မှာကမ္ဘာအပူရှင်ရှော့ချဖို့နဲ့ရာသီဥတုတည်ငြိမ်စေဖို့အတွက်ဆွေးနွေးခဲ့ပါတယ်1992ခုနှစ်မှာကျတော့ UNFCCC ကိုဖွဲ့စည်းနိုင်ခဲ့ပါတယ် UNFCCC ရဲ့ကြိုးပမ်းမှုနဲ့2025အတွက်မှာကမ္ဘာအပူရှင်ကို2ဒီဂရီစင်တီဂရက်အထိရှော့ချနိုင်ရန်အတွက်ကမ္ဘာနိုင်ငံများနဲ့အတူ2015 Paris Agreement ကိုရှုပ်ဆိုနိုင်ခဲ့ပါတယ်အဲ့ဒီစာချုပ်ထဲမှာချမ်းသာတဲ့နိုင်ငံတွေကစိတ်ရတဲ့နိုင်ငံတွေကိုသဘောပေါင်းဝန်းကျင်ထိမ့်သိမ်းဖို့အတွက်ငွေကျပ်ထောက်ပံ့ရမယ့်အချက်လေးပါပါတယ် Industrialization မှာအရင်ရှေ့ရောက်နေတဲ့ဒီချမ်းသာတဲ့နိုင်ငံတွေကပဲသဘောပေါင်းဝန်းကျင်ကိုဖြစ်စေတဲ့အဓိကတရားခံတွေဖြစ်ပါတယ်2015 Paris Agreement ဆယ်နှစ်ကျော်ရှိနေပြီအပူရှင်ကဘယ်လောက်ထိရှော့ချနိုင်ခဲ့ပြီလဲပေါ့အဖြေကတော့ no ပါအပူရှင်က2015တုန်းကထက်ကိုပိုပြီးတော့မြင့်တက်လာတာတွေ့ရပါတယ်အကျိုးသက်ရောက်မှုဘာမှမရှိဘူးလားဆိုတော့လေအဲ့လိုလေမဟုတ်ပါဘူး2015နောက်ပိုင်းမှာစွမ်းအင်သက်တွေဖြစ်တဲ့ solar လေရေအရင်အမြက်ကနေတန်ရှမ်းတဲ့စွမ်းအင်ထုတ်လုပ်မှုမြင့်ပြားလာပါတယ်ယနေ့ကမ္ဘာပေါ်မှာသုံးစွဲတဲ့လက်စစ်စွမ်းအင်ရဲ့40%ကြိုကိုတန်ရှမ်းတဲ့စွမ်းအင်တွေနဲ့အစားထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်EV ကနဲ့တန်ရှင်းတဲ့နေပညာတွေပုံမထွန်းကားလာပါတယ်ဒီစင်တဲ့အတွက်မှာ EV ကားတွေဆိုလို့ရှိရင်
1ရာခိုင်နှုန်းနဲ့20ရာခိုင်နှုန်းအထိရောင်းအားတက်နေတာတွေ့ရပါတယ်ဒါပေမဲ့ဒါတွေကအောင်မြင်မှုမဟုတ်သေးပါကျွန်တော်တို့လိုအပ်တဲ့အပူရှင်2 degree centigrade ရှော့ချနိုင်ဖို့အတွက်ကိုလောင်စာလောင်ကျွမ်းမှုအများကြီးရှော့ချမှာဖြစ်ပါတယ်လာမယ့်10နှစ်20အတွက်မှာနိုင်ငံအလိုက်ဘလောက်ပမာဏအထိသုံးဆွဲရမယ်ဆိုပြီးကန့်သက်တာတို့စေကြီးသတ်မှတ်တာတို့လှုပ်ဆောင်လာနိုင်ပါတယ်ဘယ်နည်းနဲ့ဖြစ်ဖြစ်တနေ့နေ့နဲ့တော့အပူရှင်ရှော့ချမှာဖြစ်ပါတယ်ဒီလိုမှမဟုတ်ရင်တဘောဘေးအနေနဲ့လုံပတ်နေရမှာဖြစ်ပါတယ်ဒီဗီဒီယိုကနေဘ ഹു တုဒအတွေ့အကြုံတစ်ခုခုရမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်